ဒီနေ့ပြောခြင်းတဲ့အကြောင်းအရာလေးကတော့စီးကျူယောဂအကြောင်းပေါ့နော်စီးကျူယောဂလို့ပြောလိုက်လို့ရှင်တော့ဒါလူတိုင်းကြုံမှုကြားဦးနေတဲ့ယောဂတစ်ခုပေါ့နော်အဲတော့စီးကျူယောဂဆိုတာဘာလဲပေါ့နော်အဲတော့စီးကျူယောဂဆိုတာလည်းဘာလို့ဆိုတာခန္ဓာကိုယ်ထဲမှာပေါ့နော်သွေးရင်းအချိုဓာတ်တွေများနေတယ်ပေါ့နော်ဒါကိုဆိုလိုတယ်ပေါ့နော်ဟုတ်ပြီခန္ဓာကိုယ်ထဲမှာသွေးရင်းအချိုဓာတ်များနေတယ်ဆိုရင်ကျွန်တော်တို့ကဘလောက်အတိုင်းအတာထိများတာကိုဆိုလိုတာလဲပေါ့နော်FBS ဆိုတော့ငကင်ဘာမှမစားခင်ပေါ့နော်စီဂျူစစ်ကြည့်လိုက်ခါမှာ126မီလီဂရမ်ပါဒစီလီတာကျော်တယ်ပေါ့နော်စားပြီး2နာရီတိုင်းတဲ့ခါမှာပေါ့နော်198ပေါ့နော်အဲ့လိုရှိတယ်HbA1c အပြင်ပြောမယ်ဆိုရင်6.5ဒါမှမဟုတ်6.5ကျော်ရင်ဒီလိုမျိုးကျော်နေပြီရှိနေပြီဆိုတော့စီးကျူယောဂလို့ရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်ပုံမှန်အပြင်တော့လူနာတွေမှတ်ကောင်းအောင်တော့ကျွန်တော်ကတော့ဘာမှမစားခင်မှာ130ပေါ့နော်စားပြီး2နာရီနဲ့ဘယ်ချိန်တိုင်း200ကျော်နေတော့ဒါညစီးကျူရှိနေပြီလို့ပဲပြောပါတယ်ပြီးတော့လည်းသူ့ရဲ့ control ကလည်းဒါပဲဟုတ်လား126မကျော်စင်နဲ့198မကျော်စင်နဲ့ဒီ A1C ကလည်း6.5မကျော်စင်နဲ့ဒါဆိုလည်းသူ့ရဲ့ control ပဲပြောလို့ရတယ်သူ့ရဲ့ diagnosis ကလည်းကျော်ရင်တော့ diagnosis သူ့ရဲ့ control ကလည်းအဲ့ဒီအောက်ကိုမကျစင်နဲ့နော်အဲ့တော့စီးကျူယောဂလို့ရှိပြီဆိုရင်ကိုကပေါ့နော်ဘယ်လိုလက္ခဏာတွေရှိရင်ကိုတန်လျပေါ့နော်စီးကျူရှိရဲလို့တန်လျဖြတ်မလဲပေါ့နော်တိထားတယ်နော်ရေငတ်တယ်ရေတောက်တယ်တောက်တာရေကငတ်မပြေဘူးအဲ့လိုဖြစ်နော်အဲ့လိုဘာလို့ဖြစ်တယ်အောင်ဆိုတော့ရေတောက်လိုက်တဲ့ခါမှာစီးရခဏသွားတာပေါ့နော်စီးရေတောက်တယ်စီးသွားတယ်ရေတောက်တယ်စီးသွားတယ်တကယ်တော့ခန္ဓာကိုယ်ထဲကိုရေကိုမရဘူးဘာကြောင့်လဲဆိုတော့ခန္ဓာကိုယ်ထဲမှာအချိုဓာတ်တွေများနေတဲ့အတွက်ကြောင့်မို့ဒီအချိုဓာတ်တွေကစီးတဲ့ကိုပါသွားတာခန္ဓာကိုယ်ကစုပ်ယူမှုမရှိဘူးစီးတဲ့ကိုပါသွားတာအဲ့စီးတဲ့ကိုမှပါသွားတဲ့ glucose အချိုဓာတ်တွေနဲ့တူရေပါသွားတာအဲကြောင့်မို့ကိုကရေတောက်လဲရေကရေငတ်မပြေဘူးပေါ့နော်ဒီလိုပြအဲကြောင့်မို့ရေတောက်တယ်သေးပေါက်တယ်ရေတောက်တယ်စီခဏနာသွားတယ်ရေတောက်တယ်စီခဏနာသွားတယ်အာခေါင်တွေ6တယ်ပေါ့နော်ဒီလိုလက္ခဏာတွေရှိတယ်နော်အဲ့တော့ခန္ဓာကိုယ်ကရေဓာတ်ဆုံးရှုံးမှုကများတဲ့အချိန်မှာလူကမလန်းတော့လန်းဆန်းမရှိဘူးလူကနှုံတုံဖြစ်နေတယ်နော်concentrate လဲလုပ်မရဘူးပေါ့နော်အဲ့လိုလည်းရှိရကိုလေးချင်လည်းရုပ်တရက်ပိန်ကျသွားတာမျိုးပေါ့နော်အဲ့လိုမျိုးတွေရှိရနော်ကိုဝက်နေကြရင်ကြီးချောင်းကျသွားတာပေါ့ရမင်းပိန်လိုက်လားဒီလိုမျိုးကိုရဲ့ငယ်ချင်းပေါင်းတဲ့နေရာလဲကိုယ်တိုင်လည်းသတိထားမိတယ်ငယ်ချင်းတွေလည်းသတိထားမိတယ်ဒါမျိုးဆိုရင်တော့ကျွန်တော်တို့ကဘောနော်စီဂျိုရှိမလားရှိနေများရှိနေမလားမသိဘူးဆိုပြီးတော့တန်များရှိတယ်ပေါ့နော်ကိုလေးချင်းကြားတဲ့အကြောင်းရင်းတွေကလည်းတခြားအကြောင်းနေတော့ရှိပါတယ်နော်ဒါလည်းအကြောင်းရင်းတဲ့တစ်ခုပေါ့နော်လည်းရတချို့တော့ကိုစီဂျိုရှိမှမသိဘူးစီဂျိုရှိမှမသိဘူးအဲ့ဒီမှာပေါ့နော်စီဂျိုတွေရမ်းတက်တယ်မောတယ်သတိလစ်တယ်အဲ့လိုတွေဖြစ်မှာကောက်ဆက်ကြည့်လိုက်ရင်မှာစီဂျိုရှိမှသိတာပေါ့နော်အဲ့လိုမျိုးအဲ့ဒါကိုဘာလို့ကောက်လဲစီဂျိုအစိတ်တက်တာပေါ့နော်စီဂျိုအစိတ်တက်တဲ့အခါမှာသာလဲပေါ့နော်ကျွန်တော်တို့စီဂျိုရှိမှသိရတဲ့အခါမျိုးလဲစစ်တက်တယ်ပေါ့နော်အဲ့ဒါစီဂျိုရဲ့နောက်ဆက်တဲ့ဆိုးကျိုးတွေကဘာတွေလဲပေါ့နော်အဲ့ဒါသူကစီဂျိုနဲ့စီဂျိုရဲ့သွေးတိုးရဲ့ဆက်ဆက်မှုရှိတယ်နှစ်ခုလုံးကခန္ဓာကိုယ်မှာရှိတဲ့သွေးကြောတွေကိုကျဉ်တတ်တယ်medical term နဲ့ပြောမယ်ဆို atherosclerosis ပေါ့နော်ဒီသွေးကြောနံရံတွေကပေါ့နော်ထူပြီးတော့ကျဉ်လာတာပုံစံအတူတူပဲဖြစ်ပုံကအတူတူပဲအဲ့တော့ဒီနှလုံးမှာဆိုရင်နော်နှလုံးသွေးကြောပိတ်မယ်နှလုံးသွေးကြောကျဉ်မယ်အုံနောက်မှာဆိုရင်တော့အုံနောက်မှာရှိတဲ့သွေးကြောတွေကကျဉ်မယ်အုံနောက်သွေးကြောလေဖြတ်မယ်နော်ပြီးတော့ပေါ့နော်ဒီနောက်ပိုင်းမှာစီဂျို
control ကောင်းမလုပ်ဘူးဆိုရင်အဲ့လိုလူတွေကဘာဖြစ်တာလဲဆိုတော့ဟိုပေါ့ကြောက်ကနာရာရှည်ကြောက်ကယောဂဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကအဲ့တော့ခုနကပြောခဲ့တယ်လို့ပဲပေါ့နော်ဘယ်ဘက်ကိုကြည့်လိုက်လို့ရှိရင်အသွေးကြောလေးကဘာနော်သူ့ဟာနဲ့သူပြည့်နဲ့စီးစင်းနေတာပေါ့နော်ဘေးမှာသွေးကြောနိုင်ရလည်းမထူဘူးပေါ့နော်ကိုလက်စထရောတွေကန့်ညာမျိုးလည်းမရှိဘူးပေါ့ညာဘက်ဟာကိုကြည့်လိုက်တဲ့ခါတော့ဒီသွေးကြောနိုင်ရတွေကသွေးကြောနိုင်နဲ့ထူးလာပေါ့နော်ထူးလာတဲ့ခါတော့လေဒီသွေးကြောသွားတဲ့လမ်းကြောင်းကကျင်းလာတဲ့အချိန်မှာပေါ့နော်အစွန်ဆုံးရောက်တဲ့ပေါ့နော်တစ်ရှူးခေါ်ပေါ့နော်အဲ့ကောင်တွေကသွေးမရတော့ဘူးကျွန်တော်တို့ပေါ့နော်ရေလောင်တာတမန်တွေရေလွတ်တဲ့အခါမှာအစွန်ဆုံးရှိတဲ့လေဝက်ကရေမရတယ်လို့ပဲပေါ့နော်ကျွန်တော်တို့ရဲ့အစွန်ဆုံးရှိတဲ့တစ်ရှူးပေါ့အဲ့ဒါဘာဖြစ်မလဲဆိုတော့ပေါ့နော်ခြေဘဝတွေပါပေါ့နော်ခြေထောက်တွေခြေဘဝတွေကသူ့ရဲ့နော်ဒီသွေးကြောရဲ့သွေးခုံလုံးကိုစမ်းကြည့်လိုက်တဲ့အခါမှာပေါ့နော်သွေးခုံလုံးကပေါ့နော်ပြီး fake ဖြစ်နေပေါ့နော် fake ဖြစ်နေပေါ့နော်သိမရအောင်နောက်တစ်ခါလေးတော့လည်းပျောက်နေရမျိုးလည်းဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့သူ့ရဲ့ distal ဘိုင်းမှာသူ့ရဲ့အစွန်ဆုံးမှာရှိရဲ့ခြေချောင်းလေးတွေကသွေးလျှောက်နေပြီးတော့စပြီးတော့မဲပြီးတော့ပုတ်လာတတ်တယ်ပေါ့နော်ဒီလိုရှိရနော်နောက်တစ်ခါခြေထောက်တွေကလည်းဘာဖြစ်တော့ဆိုတော့ထုံနာကျင်တာဖြစ်လာတယ်ပေါ့နော်အဲလူနာတွေကပြောတတ်ပါတယ်ဆရာကြီးဟိုကျွန်တော်ခြေထောက်ကြီးကျွန်မခြေထောက်ကြီးမြန်ပေါ့နော်မီးစားနဲ့ထိုးနေတယ်လို့ပဲခံစားရတယ်အထူးသဖြင့်ညတိုင်းညဆိုပို့ပြီးတော့နာတာကျင်တာပဲအိတ်ကိုမရဘူးပေါ့နော်ဒီလိုမျိုးတွေဖြစ်တယ်ဒါကဘာကြောင့်လဲဆိုတော့စီးကြိုကြောင့်အာယုံကြောတွေပေါ့နော်အာယုံကြောတွေအားနေလာတဲ့လက္ခဏာဖြစ်တယ်အဲ့တော့အာယုံကြောအားနေလာတော့ဘာဖြစ်တော့ကျွန်တော်တို့ကနောက်ပိုင်းရောက်တော့အဲ့ဒီထုံနာကျင်ကျင်တာတွေထုံတာတွေကကြားလာတဲ့ခါတော့ဘာဖြစ်တော့ဆိုကိုယ့်ခြေထောက်ကထိလို့ထိမှမသိဘူးပေါ့နော်အဲ့တော့ကိုကပေါ့နော်ကိုကဖက်နှက်တော့စီးထားပါရဲ့ဒါမှမဟုတ်ဖက်နှက်နဲ့ခြေပွားကြားမှာခဲညံ့နေကိုကမသိတော့အဲ့ချိန်မှာကျွန်တော်တို့ပုံမှန်တိုင်းဆိုရင်လမ်းလျှောက်တဲ့ခါမှာကိုကခလုတ်တိုင်းမိတာတို့နော်ခလုတ်တိုင်းမိတာတို့အဲ့မှာခဲကြိတ်မိတဲ့အချိန်မှာကျွန်တော်တို့ရဲ့ reflex ကချက်ချင်းခြေထောက်ကိုပြန်ရုပ်လိုက်တာပေါ့နော်စီးကြိုသမားတွေမှာဆိုရင်အဲ့ဒီထုံနာကျင်တာဖြစ်နေတဲ့တကြောင်ပေါ့သူတို့မလုံနိုင်အဲ့လိုမလုံနိုင်တဲ့ကြောင်ပေါ့ခြေထောက်မှာဒဏ်ရာတွေရှိတတ်တယ်နော်ခိုင်းမိတာတွေဖြစ်တတ်တယ်ဒါပေမဲ့သူတို့သိလားဆိုမသိဘူးဘယ်ချိန်မှသိအောင်ဆိုတော့အမှတ်တမဲ့ကြီးလိုက်တဲ့အခါမှာငါးချက်ကြီးမှာအနာကြီးဖြစ်နေတာဟုတ်တော့ဟောဗျာဘယ်ချိန်ကဖြစ်နေပါလဲပေါ့နော်ဒီလိုတွေဖြစ်တယ်အဲ့ကြောင့်ဒီလိုတွေဖြစ်တော့ဘာဖြစ်တတ်တုံးဆိုတော့ခြေထောက်မှာအနာဖြစ်တယ်အနာဖြစ်တော့ကြည့်လိုက်တဲ့အခါမှာအနာဖြစ်တယ်အနာဖြစ်လိုက်တော့ခြေဘဝမှာဖြစ်နေတော့ကျွန်တော်တို့ဘလို့မြင်နိုင်မှာကျွန်တော်တို့ရဲ့ခြေထောက်ကိုကျွန်တော်တို့အပေါ်ပိုင်းမှာပဲကြည့်တာဟုတ်အောက်ပိုင်းမှာတော့မကြည့်ဘူးအဲ့ကြောင့်စီးကြိုသမားတွေစီးကြိုပေါ့နော်စီးကြိုတွေကြာဖြစ်လာတဲ့ကြားလာလို့ရှိရင်ပေါ့နော်အဲဆိုထုံနာကျင်လာဖြစ်လာတဲ့အချိန်မှာပေါ့နော်ကုခြေထောက်လေးကိုပေါ့နော်ခြေဘဝလေးကိုပုတ်တက်ကြည့်ရမယ်ခြေဘဝကိုလည်းကြည့်ရမယ်နော်ကျွန်တော်တို့နေ့စဉ်နဲ့မြပေါ့နော်ဒါနော်ကိုမျက်နှာလေးလှအောင်မှန်မြဲကြည့်နေတယ်လို့ပဲကိုဘဝလေးလှအောင်တော့ကိုခြေဘဝလေးကိုတော့ပေါ့နော်ဂယူဒီဇိုင်းတော့ကြည့်ရမယ်နော်အဲ့လိုကြည့်ရမယ်မကြည့်ရင်ဘာဖြစ်မှာမကြည့်ဘူးဗျာမကြည့်ရင်ဘာဖြစ်မကြည့်ရင်တော့နော်ခြေထောက်မှာအနာပိုးပြီးတော့ဆိုးလာတတ်တယ်နော်ခြေထောက်တွေပုတ်သွားတတ်တယ်ခြေထောက်တွေပုတ်ရင်ဘာဖြစ်မှာပထမတော့ခြေချောင်းလေးတွေပေါ့နော်နောက်ပိုင်းမှာခြေတစ်ဖက်ပါဖြတ်ရတတ်တယ်ပေါ့နော်ဒါကတော့လူတိုင်းဖြစ်မယ်လို့တော့မဆိုလို့ပါအောင်ဒါမှဖြစ်တတ်တာလေးကိုပြောပြရတာနော်လူတိုင်းတော့မဖြစ်ဘူးကိုဖြစ်ပြီဆိုရင်တော့100%လုံးဖြစ်သွားမှာပေါ့အဲ့လိုမျိုးကိုကပေါ့နော်ကိုလည်းမဖြစ်အောင်ကိုကဂယူဒီဇိုင်းနေနိုင်အောင်လို့ပေါ့နော်ပြောပြတကယ်တမ်းတော့လူတိုင်းဖြစ်တာမျိုးတော့မဟုတ်ပါဘူးနောက်တစ်ခါဇီးဂျိုအစရှိကစားကနေတော့ကောင်းအောင် control လုပ်နိုင်တဲ့လူနာတွေကပေါ့နော်ဒီလို complication ပေါ့ဒီလိုနောက်ဆက်တွဲဆူဂျိုးတွေကတိတ်မဖြစ်နိုင်ဘူးပေါ့အဲကြောင့်ဇီးဂျိုစရှိကနေတည်ချာထိန်းနေတတ်ဖို့အရေးကြီးတယ်နော်ဒါအပြင်နောက်ထပ်တစ်ဘာဖြစ်နိုင်လဲဆိုတော့
မျက်စိသွေးကြောတွေပိတ်တတ်တယ်နော်နောက်တစ်ခုကအတွင်းတိမ်တွေပါမျက်စိမှာအတွင်းတိမ်တွေဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုရှိအဲ့ကြောင့်မို့လွယ်တကူဖြစ်ရင်နောက်ဆက်တွဲဆိုးကျိုးကဘာတော့ဆိုတော့ target organ damage ပဲနော်နှလုံးမှာဆိုနှလုံးသွေးကြောတွေပိတ်မယ်နောက်တစ်ခုကသွေးကြောတွေမှာဆိုရင်ပေါ့နော် atherosclerosis ဖြစ်တဲ့ကြောင့်သွေးကြောနိုင်တွေထူတဲ့ကြောင့်သွေးတွေတိုးမယ်သွေးတိုးတာရဲ့နောက်ဆက်တွဲတွေကလေတွေဖြတ်မယ်နောက်တစ်ခုကကြောက်ကတ်တွေနားရရှိကြောက်ကဝေနာတွေခံစားနိုင်တယ်ပေါ့အဲ့ဒါကျွန်တော်တို့ကအဲ့လိုမျိုးမဖြစ်အောင်ဘလို့ထိန်းနေမလို့စီးကျူစရှိကနေဟိုအသေးသေးချာချာ control လုပ်ရမယ်ပေါ့နော်ကျွန်တော်တို့ရဲ့ lifestyle တွေကိုပေါ့နော် healthy lifestyle တွေကိုပြောင်းလဲရမယ်ပေါ့နော်ဒါပုံမှန်လေ့ကျင့်ခန်းလုပ်မယ်ခိုင်းပြောတယ်လို့ပါပဲပေါ့နော်ဒီနေ့ကိုမိနစ်20လောက်နော်လေ့ကျင့်ခန်းလုပ်ရမယ်အနည်းဆုံးတစ်ပတ်ကို9ရက်လောက်တော့လုပ်တင်နေပေါ့နော်အဲ့ဒါကချူရီစရှော့စားမယ် coffee လက်ဖေးတွေကြိုက်တယ်လားကြိုက်တယ်ဆိုရင်တော့ရှော့စားလိုက်မယ်နော် coffee တို့လက်ဖေးတို့ juice တွေနော်ဒါတွေရှော့စားလိုက်မယ်အဲ့ဒါကအစီတွေပါရှော့စားမယ်နော်မပြေဝစီတွေများစားပြီပြေဝစီတွေကိုဒါအတက်နိုင်တော့ရှောင်ရမယ်ပေါ့နော်အဲ့ဒါကဒါစားတဲ့စားတွေပေါ့နော်အသီးရွက်တွေတဲ့တယ်နောက်တစ်ခုကအသီးရွက်တွေတဲ့တယ်အသီးနှံတွေတဲ့တယ်နော်အဲဒါ protein ပါတဲ့အသားဓာတ်ပါတဲ့စားတွေစားလို့ရမယ်ပေါ့နော်ဒီမှာတော့ပေါ့နော်အစီများတဲ့အစားတွေနောက်တစ်ခုကစီကြော်မုတ်တွေမစားရဘူးနောက်တစ်ခုကငံတွေပါလည်းမစားနဲ့ပေါ့နော်ဒိုနတ်တွေပါလည်းအချိုတွေပါလိမ့်ထားဆိုတော့တုတ်ထားဆိုတော့မစားရဘူးပေါ့နော် refined grains ဆိုတာ refined grains ဆိုတာသူကအခွန်ချက်ဒီစားအသီးနှံတွေအစိအစံတွေကိုတော့မစားသင့်ဘူး။ဘာကြောင့်လဲအဲ့အခွန်ထဲမှာပေါ့သူကအာဟာရဓာတ်တွေဗိုက်တာမင်တွေပါသွားလို့ဒီလိုဆိုရနော်။အဲ့ကြောင့်ထမင်းကိုတင့်တော်ရုံစားရမယ်။ဟိုကထမင်းမစားလို့ပါစားမှာလို့ပြောရရှိ။ထမင်းအပြင်ချိုလည်းမချိုပန်းတဲ့အဲ့လိုနေပြောတယ်။တကယ်တော့ထမင်းကဘာတော့ဆိုကျွန်တော်တို့ပေါ့နော်။ starch ပေါ့နော်။ starch ဆိုတာဘာလဲဆိုအဲ့ glucose လေးတွေသပြည့်သီးလေးတွေချိတ်ထားပါနော်။အဲ့ဒါကိုမှကျွန်တော်တို့ကစားကြရမှာကျွန်တော်တို့ရဲ့ပေါ့နော်ပါဇက်နဲ့ဒီအစာရင်တွေကိုရောက်တဲ့အချိန်မှာခန္ဓာကိုယ်မှာရှိတဲ့ enzyme တွေကထွက်လာပြီးဒီအဲ့ဒီခုချင်းစီကိုဖြတ်တောက်ပေးတယ်ပေါ့နော်အဲ့ဒီမှာသူက glucose တွေလို့ထွက်လာတယ်အဲ့ကြောင့်မို့ကျွန်တော်တို့ကပေါ့နော်ထမင်းတွေအများကြီးစားရင်စီးကျူတွေတက်တယ်ဆိုတာအဲ့ဒါကိုပြောတာအဲ့လိုပဲနွားတို့ဆိုလဲပြောတယ်နွားတို့မချိုပါဘူးစရာရဲ့စိတ်နာပါတယ်တကယ်တော့အဲ့လိုပေါ့နွားတို့ကလည်းဒီလိုပဲနော် lactose တွေပေါင်းထားဖြစ်တယ်အဲကြောင့်ထိထိရရစီးကျူဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကထိထိရရကုသဖို့လိုရယ်စီးကျူစဖြစ်ကနေကိုကတည်တည်ချာချာ control လုပ်ဖို့လိုတယ်ဘာကြောင့်လဲပေါ့နော်ဒီပေါ့နော်အကြောင်းတရားကောင်းရင်အကျိုးတရားကောင်းမယ်အဲကြောင့်မို့အကြောင်းတရားကောင်းအောင်ကျွန်တော်တို့စီးကျူကောင်းထိန်းလိုက်ကြမှာသူ့ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကျွန်တော်တို့ဟန်တားနိုင်တယ်ပေါ့နော်အဲကြောင့်စီးကျူစီမှာဆိုစားစေးရထိုးစေးရရှိရပေါ့နော်ဒီထဲမှာအကောင်းဆုံးကတော့metformin ပေါ့နော် metformin ရဲ့ကောင်းကျိုးတွေကဘာလို့ဆိုစီးကျူကြတဲ့ပေါ့နော်သူကကိုလေးချိန်တွေကြတယ်နောက်တစ်ခုကသူကဈေးသက်သာနဲ့လူရန်သားမကြီးဝင်နိုင်တယ်ပေါ့နော်အဲ့မဲ့မကောင်းတာတကူကသူကအများစားလို့ရှိရင်ပေါ့နော်အဲ့ပေါ့တခါတည်းနဲ့ပေါ့နော်3 4လုံးတင်လိုက်တဲ့ခါမျိုးတော့ပြုတ်အောင်အစားတော့တွေပါပြတ်တတ်တယ်ပေါ့နော်နောက်တစ်ခုကကြောက်ကဓာတ်က EGFR ပေါ့ကြောက်ကဓာတ်အဆင့်3ကျော်လို့ရှိရင်ကျွန်တော်တို့ရရမယ်တခါလေးပေါ့နော်လူနာတွေပြောတာ metformin ကိုပေါ့နော်သူတို့ကကြောက်ကပြည့်လို့မတောက်ဘူးလို့ပြောတယ်တကယ်တမ်းတော့ metformin တကယ်အကောင်းဆုံးဆေးပါပဲနော်သူ့ကြောင့်မကြောက်ကပြစ်တာမဟုတ်ဘူးစီးကြိုကကြောက်ကပြစ်တတ်တာဖြစ်တဲ့ကြောင့်မဟုတ်သူတောင်း metformin တောင်းနေတော့မှပေါ့နော်ကြောက်ကတက်သွားတာနဲ့အကြောင်းတိုက်ဆိုင်လို့မဟုတ်လူတွေကအမှန်မှားဖြစ်တယ်နော်အဲ့ဒါတော့တခြားဆေးတွေပေါ့နော်glycoside glipizide glimepiride နော်ဒါတော့ insulin ကလည်းဒါထိုးဆေးမျိုးပေါ့နော်တချို့ကတော့insulin ထိုးဖို့ဆို
တွန့်နေကြတွန့်နေဆိုတာဟိုဈေးကြောင်လည်းမဟုတ်ဘူးဘာအောင်ဆိုသူတို့ကဒါနောက်ဆုံးဈေးဆိုပြီးတော့သူတို့အဲ့လိုထင်နေကြတကယ်တော့မဟုတ်ပါဘူးเนาะဒါကျွန်တော်တို့ကလိုအပ်ရင်လိုအပ်တယ်လို့တင့်တော်တယ်လို့ဟိုပေါ့เนาะဟိုပေါ့စီးကျို control လုပ်တဲ့နေရာမှာဒီထိုးဈေးတွေကလည်းတော်တော်အသုံးတဲ့ပါတယ်เนาะအဲ့ဒါစီးကျိုအဓိကပေါ့เนาะစီးကျိုသမားတယောက်ကတစ်ချိန်မဟုတ်တစ်ချိန်တော့စီးကျိုကြတဲ့ဝေဒနာကိုတော့ခံစားရမှာပဲเนาะအဲ့ဒါ hypoglycemic symptom တော့ကျုံကိုကြုံရနိုင်တယ်အဲ့ရဲ့လက္ခဏာတွေကိုလည်းကိုကကြုံဘူးသွားရင်တော့သိသွားမှာပေါ့เนาะမကြုံသေးဘူးသေးတဲ့လူတွေအတွက်တော့ဒီလက္ခဏာတွေကိုတော့မှတ်သားထားမှာပေါ့เนาะဇောကျွေးပြန်တယ်ကရုံပင်ဖြစ်တယ်เนาะရင်တွေတုံတယ်ဗိုက်တွေစားတယ်ကနားမငြိမ်ဖြစ်တယ်နောက်တော့ဒီတဲ့ဆိုရင်တက်တာတတိလက်တာတော့ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါအဲ့လိုစီးကြိုကြရင်ကျွန်တော်တို့ကဘာလုံးမှာလဲပေါ့ဒါအရေးကြီးဆုံးပဲနော်ဒါတစ်ချိန်မဟုတ်တစ်ချိန်ကြုံမှာဖြစ်တဲ့တကြောင်မို့ဟိုစီးကြိုကြရင်ဘာလုံးမလဲဆိုတော့သိရမှာပဲနော်ဒါအဲ့ကြောင့်စီရင်ကိုနီးနားမှာလွယ်ကူစီးကြိုတိုင်းနေတာရှိရဆိုရင်တော့ဟိုစီကြိုတိုင်းကြည့်မယ်ပေါ့နော်စီကြိုကြနေဆိုရင်ဟိုကသတိကောင်းရှိတယ်ဆိုရင်ချိုရီတောက်ပေါ့နော်ဟိုကသတိလက်နေဆိုရင်တော့ဂလူကို့စ်ထိုးပေါ့နော်အဲ့ကြောင့်စီကြိုကြရဲဆိုတာကိုတောက်တဲ့ဆေးရဲ့အာနိသင်ဟာဟိုအချိန်ဘယ်လောက်ကြာတယ်ဆိုတော့ဟိုလည်းမူတည်တယ်အဲ့ကြောင့်စီကြိုရဲ့ဆေးတွေတချို့ဆေးတွေ2ရက်3ရက်အာနိသင်ရှိတဲ့ကြောင့်ကိုဆေးဖြတ်ပြရတာမှသူကစီကြိုကဇက်တိုက်ကြာနေတယ်အဲ့ကြောင့်မို့2ရက်3ရက်ကြာနေဖြစ်တဲ့ကြောင့်မို့လိုအပ်လို့ရှိရင်ကဟုတ်ပါနော်အဲ့ကြောင့်စေုံတက်ပြီးတော့ကုသတဲ့နေပေါ့နော်အဲ့ကြောင့်ဒါမှမဟုတ်လဲနေတဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးရမယ်ပေါ့နော်အဲ့ကြောင့်အဓိကပေါ့နော်ကိုဒီဟောပေါ့နော်ဒါဒီ PowerPoint လေးကိုလေ့လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ဘာတွေအတိတိုးသွားမလဲပေါ့နော်စီးကျိုယောဂဆိုတာဘာလဲပေါ့နော်အဲ့ဒါသိတော့မယ်စီးကျိုရဲ့နောက်ဆက်တွဲဆိုဂျိုတွေယောဂတွေကသိတော့မယ်နော်စီးကျိုအတိုင်းဒါကျွန်တော်တို့ကဟိုပေါ့နော်ဒီဟိုပေါ့နော်target ကိုဘယ်လောက်ထားမယ်ပေါ့နော်အဲ့ဒါလည်းသိတော့မယ်တချို့ရောက်တော့ဟောပေါ့နော်ဟိုစီးကျိုရှိတယ်စီးကျိုတော့ရှိနေတယ်စီးကျိုစီလည်းတောင်းနေတယ်ကိုယ့်ရဲ့ပုံမှန်ဟောပေါ့နော်ဟောပါစီးကျိုအတိုင်းဒါကိုမတိကြဘူးပေါ့နော်အဲ့တော့ကိုတောက်နေတဲ့ဆေးနဲ့ကိုတောက်နေတဲ့ဆေးနဲ့ကိုယ့်ရဲ့စီးကြိုနဲ့ control ရမရလဲသူတို့သိခမဆိုင်ဘူးအဲ့လိုမျိုးဖြစ်တတ်တယ်အဲ့လိုလူနာတွေကများသောအားဖြင့်တော့complication ဆိုတာနောက်ဆက်တွဲတွေမြန်ဝင်နိုင်တယ်ပေါ့နော်အဲ့ကြောင့်မို့ဟိုပေါ့နော်ကျွန်တော်ကတော့သတိပေးချင်တာကတော့ပေါ့နော်ဒီကိုတောက်နေတဲ့စီးကိုယ့်ရဲ့စီးကြိုနဲ့ကိုတောက်နေတဲ့ဆေးနဲ့အဝင်ဝင်ကြဖြစ်မဖြစ်စီးကြိုက control ဖြစ်မဖြစ်ကတော့တည်ချာအောင်တော့လိုင်းနာတင်တယ်ပေါ့နော်အဲ့ဒါလေပြောချင်တယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်